ပြောတာတွေကြီးပဲလိုက်ပြီးတော့ယုံနေပြီးတော့မသိတဲ့လူကမတတ်တဲ့လူကိုမေးမတတ်တဲ့လူနဲ့မသိတဲ့လူနဲ့ပြောတာကိုအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်နေ့စဉ်တည်ထူးတည်ကောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုရှင်ပါတယ်ဘာမှမဆိုင်တဲ့လူကဟိုအတီလုံးအဲ့ဒါမျိုးတွေလုံနေပြီဟေးဆိုရင်ပြဿနာတွေအကြီးအကျယ်ရှိတယ်အခုဗမာကလေးတွေအခုဗမာ TikTok မှာဆိုလို့ရှိရင်ဟိုတူနာပြုဆရာမဟိုတူနာပြုသင်းနေတဲ့အမျိုးသမီးလေးတယောက်ရှိတယ်။ तू ဘာပြောလဲဆိုတော့ तू ပြောတဲ့ဟာအမှန်လို့ပြောတာမဟုတ်ဘူးနော်။ဘာသာစကားသင်တယ်ဆိုတာတယောက်နဲ့တယောက်လည်းမတူဘူး။ခမားကအခု6လလောက်နေလို့ရှိရင်ခမားဘာသာစကားတတ်တယ်ဆိုပေမဲ့တချို့တွေက10နှစ်လောက်နေတော့မှမတတ်တဲ့လူတွေရှိတယ်။ဒီတော့တတ်တာမတတ်တာကိုထား။ TikTok မှာပြောနေတဲ့အမျိုးသမီးလေးပြောနေတယ်။ तू ကြောင်းတက်တာတစ်နှစ်ကိုနော်ပေါင်းကနန်းလောက်ပေးရတယ်နေရတာဘယ်လောက်ပေးရတယ်ပြီးသွားရင်သူ့အစီအစဉ်ကဖင်လန်နိုင်ငံမှာအတတ်ပညာတစ်ခုသင်ပြီးရင်သူတခြားနိုင်ငံကိုပြောင်းဖို့ဘာဖြစ်လို့သူတခြားနိုင်ငံကိုသူပြောင်းရလဲဆိုတော့ဘာသာစကားမှာသူဘလို့မှလိုက်လို့မရဘူးဘာသာစကားမှာသူဘလို့မှလိုက်လို့မရဘူးဆိုတဲ့အနေအထားမျိုးဒီတော့ဖင်လန်နိုင်ငံကိုလာကြတယ်ကျွန်တော်တို့ကကြိုပြီးတော့သတိပေးတယ်နော်ကျွန်တော်တို့ကြိုပြီးတော့အတိပေးတယ်နိုင်ငံရေးပြောင်းလဲတာမပါခင်တည်းကကြိုပြီးတော့အတိပေးတယ်ကြိုပြီးတော့ပြောတယ်ကိုကလေးကိုပင်လယ်ထဲမှာကူးခိုင်းပါလားကိုအိမ်ထဲကရေကန်ထဲမှာပဲကိုကူးခိုင်းပါလားဆိုတဲ့အနေအထားမျိုးခမရတို့ကလေးကိုပင်လယ်ကြီးထဲမှာငါးကြီးလို့ကြည့်ရင်တော့ပင်လယ်မှာဖမ်းမှရတာဝေလာငါးလို့ကြည့်ရင်အိမ်ထဲကရေကန်မှာဖမ်းလို့မရဘူးခမရတို့သားသမီးတွေကိုခမရတို့တကယ်ကိုမျောလင့်ချက်တွေထားတယ်ကလေးတွေကလည်းတကယ်တော်တယ်အရေးချင်းတွေရှိတယ်ဆိုလို့ရှိရင်အင်္ဂလိပ်ဘာသာစကားကနော်ခင်ဗျားတို့ကျွန်တော်တို့ဒီအာရှနိုင်ငံသားတွေအတွက်အင်္ဂလိပ်ဘာသာစကားကအရန်အကောင်းဆုံးအခုဗမာကလေးတွေဖင်လန်မှာနည်းနည်းအဆင်ပြေတယ်ပေါ့အဲ့ဒါတွေကဘာလဲဆိုတော့ဗမာပြည်မှာသူတို့ကအင်္ဂလိပ်ကျောင်းတွေမှာတက်လာခဲ့ရလို့အင်္ဂလိပ်လိုကောင်းတဲ့အခါစကားပြောလို့တော့ရတာပေါ့ဗျာစာတကယ်သင်ပြီးဟဲ့ဆိုတော့အကုန်လုံးကအခက်ခဲတွေဖြစ်ကုန်တာပေါ့ဥပမာထိုင်းတယောက်ကိုဗမာပြည်မှာ10တန်းလားဖြည့်ခိုင်းကြည့်လိုက်ပါလားဒါမှမဟုတ်ဗမာကလေးတယောက်ကိုထိုင်းစာနဲ့သွားတင်ခိုင်းကြည့်ပါလားဒီတော့ကျွန်တော်ပြောချင်တဲ့ကိစ္စသေးသေးချာချာသိဖို့ကဖင်လန်နိုင်ငံကိုလူတိုင်းလာလို့ရအဲ့ဒါဘလူးမှတားလို့မရအောင်ဒါပေမဲ့ဥပဒေတွေပြောင်းကုန်ပြီနိုင်ငံရေးတွေပြောင်းကုန်ပြီဥပဒေတွေပြောင်းကုန်ပြီနိုင်ငံရေးတွေပြောင်းကုန်ပြီဥပဒေတွေပြောင်းတဲ့နိုင်ငံရေးတွေပြောင်းတဲ့အချိန်မှာအိန္ဒိယသားအများစုပညာရှင်လို့ပြောတဲ့သူတွေတောင်မှအလောက်ကိုင်မရတဲ့ကိစ္စတွေရှိတယ်သူနာပြူထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗမာသူနာပြူတွေကဖိလစ်ပင်းတွေနဲ့ဝင်တိုးနေရပြီတော်တော်အပြိုင်ဆိုင်တွေဖြစ်ကုန်ပြီဒီလိုမျိုးအခက်အခဲတွေကြားထဲမှာကလေးတွေနော်ခင်ဗျားတို့ဗမာပြည်အနေအထားနဲ့ကျွန်တော်သိတယ်တချို့တွေကငွေရေးကြေးရေးဂယုစိုက်ရတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အများစုကပတ်စံဆိုတာဂယုမစိုက်တဲ့လူတွေဖင်လန်နိုင်ငံမှာကြောင်းလာပြီးတော့တက်တဲ့80ရာခိုင်နှုန်းလောက်ကပတ်စံဆိုတာမိုးပေါ်ကကြလာတာတော့မှနှေးသေးတယ်ပတ်စံဆိုတာမိုးပေါ်ကကြလာတာတော့မှနှေးသေးတယ်အပင်ရသီးတဲ့အသီးရမှစောင့်ရသေးတယ်ဗမာပြည်မှာဘလို့ပတ်စံရလို့ရမှန်းမသိတဲ့လူမျိုးတွေအများကြီးရနေပြီးတော့အဲ့ဒီလူသားသမီးတွေလာတာခင်ဗျားတို့မှာပတ်စံတွေရှိတာကျွန်တော်နားလဲတယ်ခင်ဗျားတို့ပတ်စံဂယုမစိုက်တာကျွန်တော်နားလဲတယ်သို့တော့ခင်ဗျားတို့ကလေးတွေအချိန်ကုန်သွားလိမ့်မယ်ခင်ဗျားတို့ကလေးတွေကိုလှုပ်ချင်တာမလှုပ်ရပဲဖြစ်သွားလိမ့်မယ်ပြီးသွားရင်နိုင်ငံသားရဖို့ကိစ္စတို့ဘာလို့ဆိုတာဒါကျွန်တော်တော့မသိဘူးနော်ဟိုပွဲစားကတော့ပြောထားတယ်ဥပမာသူတို့လက်မှတ်ထိုးပေးရင်တော့နိုင်ငံသားဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒါကတော့သူတို့ပြောတဲ့စကားပေါ့သို့တော့ဖင်လန်နိုင်ငံမှာအခုနိုင်ငံသားဖြစ်ချင်တဲ့ဟေးဆိုရင်ငကိုတုံးကကြောင်းတက်တဲ့အချိန်မှာနေတဲ့နှစ်ကိုထက်တွက်တယ်ကြောင်းတက်တဲ့ student visa နဲ့ပေါ့နော်ကျောင်းသား visa နဲ့လာတဲ့အချိန်ဖင်လန်ကိုစရောက်တဲ့အချိန်ကြီးကစပြီးတော့တွက်တယ်အခုအချိန်မှာဖင်လန်နိုင်ငံမှာအဲ့လိုကြောင်းလာပြီးတော့စတက်တဲ့နှစ်ကနေပြီးတော့အခုမတွက်တော့ဘူးအလုတ်စလုပ်တဲ့အချိန်ရမှစပြီးတော့ဗီဇာပြောင်းတဲ့အချိန်ကြမှာတွက်တယ်အဲ့ဒါလဲ10နှစ်ဖြစ်အောင်မှ10နှစ်ဖြစ်တဲ့အပြင်မှာမှဟိုစောက်မပွဲတွေဖြေရတာအပြင်မှာမှအခုဘယ်လိုပြောမလဲဆိုတော့ဝင်ငွေရလဲ4000လောက်အနည်းဆုံးရှိနေမှာအဲ့တော့ပွဲစားကလက်မှတ်ထိုးပေးလို့နိုင်ငံသားရတယ်ဆိုတာကတော့ပွဲစားပြောတဲ့စကားအဲ့ဒါလဲပွဲစားသူ့ဟာသူပိုင်တာတွေရှိမှာပေါ့ဗျာအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဖင်လန်နိုင်ငံမှာကျွန်တော်သိတာအခြေခံဥပဒေတအုပ်ဥပဒေတစ်ခုဒီ
ဒီလိုမျိုးပဲရှိတယ်ပွဲစားကတော့သူပြောတာပေါ့ငါတို့လက်မှတ်ထိုးပေးနိုင်ငံသားဖြစ်တယ်တို့ပါတော့အဲ့ဒါတော့ဒီနေ့ရောက်မနေ့ကပွဲစားထိုးပေးတော့လက်မှတ်နိုင်ငံသားဖြစ်လားမဖြစ်လားအဲ့ဒါတော့ကျွန်တော်မသိဘူးအဲ့ကျွန်တော်တော့မယုံဘူးခင်ဗျားတို့ယုံကျင်လဲယုံမယုံကျင်လဲနေအဲ့တော့ခင်ဗျားတို့သားသမီးတွေကိုနှောက်လာမဲ့လူတွေပေါ့အခုရှိတဲ့ကလေးတွေကဘလို့ဆက်သွားမလဲဒီနိုင်ငံမှာ2 နှစ်ရင်းပြီးသွားပြီ3 နှစ်ရင်းပြီးသွားပြီအဲ့ဒီကလေးတွေကြားလို့ရှိရင်ဘလို့ဆက်သွားမလဲလုပ်ငန်းဝင်တွေကိုဝင်မလားအတတ်ပညာသင်မလားပတ်စံဘလို့ထအကုန်ခံမလဲနော်ခင်ဗျားတို့ကခင်ဗျားတို့စဉ်းစားဒါကြောင့်မလို့ကျွန်တော်အခုခင်ဗျားတို့ကျွန်တော်ပြောရမယ့်စကားကိုကျွန်တော်ကခင်ဗျားတို့ကိုအခုကျမ်းမာရေးလည်းနည်းနည်းကောင်းလာတဲ့အချိန်နဲ့ရှိလာတဲ့အချိန်မှာခင်ဗျားတို့ကိုပြောပြတာခစ်တွေကမတူတော့ဘူးနောက်တက်လာတဲ့အစိုးရလည်းခင်ဗျားတို့တအားပြောင်းပဲမထင်နဲ့ဘာဖြစ်လို့လဲဆိုတော့နောက်တက်လာမယ့်အစိုးရကအခုရှိနေတဲ့လက်ရအစွန်းရောက်တွေပြဿနာထပ်မရှာအောင်တချို့ဥပဒေတွေကိုသူတို့မပြင်တော့ဘူးထပ်ပြောမယ်နော်နောက်တက်လာတဲ့အစိုးရကသူ့နိုင်ငံတည်ငြိမ်အောင်သူ့နိုင်ငံအဆင်ပြေအောင်အခုလက်ရအစွန်းရောက်ကလှုပ်သွားတဲ့ဥပဒေတွေကိုသူတို့သိမ့်မပြင်တော့ဘူးအဲ့ဒီအပြင်မှာအခုဖေလန်နိုင်ငံမှာလူအခွင့်ရေးသမားတွေလည်းဘယ်ရောက်လို့ဘယ်တွေပျောက်ကုန်ပြီလဲမသိဘူးဖေလန်နိုင်ငံမှာတကယ်အမှန်တိုင်းပြောတာလူအခွင့်ရေးသမားတွေသတင်းမီဒီယာတွေဖေလန်နိုင်ငံမှာအခုချိန်ထိဘယ်လိုပြောမလဲဆိုတော့ခင်ဗျားပြောချင်တာပြောလို့ရတယ်လှုပ်ချင်တာလှုပ်လို့ရတယ်အခုကျွန်တော်ပြောနေသလိုမျိုးပြင်းရမင်းစိတ်ထဲမှာရှိတဲ့ကမင်းပြောလို့ရတယ်ဒါပေမဲ့သူတို့မပြောတော့ဘူးဘာဖြစ်လို့မပြောတာလဲဥပဒေကဘယ်လိုကင်လဲဆိုတော့မင်းပြောတာမှန်တယ်မင်းတို့လူအခွင့်ရေးချိုးဖောက်တယ်ဆိုတာမင်းတို့ပြောတဲ့ဟာတွေမှန်တယ်အဲ့ဒီလူအခွင့်ရေးချိုးဖောက်တဲ့ဟာကဘယ်ဥပဒေနဲ့ထိတာလဲငါတို့အခြေခံဥပဒေထဲမှာပါတဲ့ဥပဒေတွေနဲ့ညှိတာလားအဲ့ဒါဆိုလို့ရှိရင်ငါတို့အေးအေးယူမယ်ငကိုတော့ကလို့လူများတိုင်းပေါ့လူများတိုင်းမရတော့ဘူးလူများတိုင်းမရတော့ဘူးမင်းတို့အခုဥပမာငကိုတော့ကဆိုလို့ရှိရင်ခလေးတွေနဲ့အမေနဲ့လာတယ်ဆိုလို့ရှိရင်ခလေးရဲ့အမေရဲ့ကိုဒါလူခွင့်ရေးအရာပေါ့အဲ့တော့အခုမရတော့ဘူးအခုဥပဒေကခလေးရဟုတ်တယ်ခလေးဆိုလို့ရှိရင်ခလေးခွင့်ရေးရမယ်အမေဆိုတာ18နှစ်ပြည့်နေပြီအဲ့ဒီ18နှစ်ပြည့်တဲ့လူက18နှစ်ဥပဒေနဲ့သွားမှာလူကြီးဥပဒေနဲ့သွားမှာအဲ့လိုမျိုးလုပ်တဲ့အခါလူအခွင့်အရေးသမားတွေသူတို့အိမ်နဲ့တယောက်မှခေါ်တင်ထားတာတယောက်မှမရှိတော့ဘူးလူအခွင့်အရေးသမားတွေအဲ့ဒီအမေနဲ့ခလေးနဲ့ခွဲသွားလို့သိတယ်မလားမင်းအမေကိုပါယူလိုက်ကွာအဲ့ဒါဆိုလို့ရှိရင်တော့မင်းနေလို့ရတယ်ဆိုပြီးတော့အနစ်နာခံတဲ့ကောင်လည်းတကောက်မှမရှိတော့ဘူးလူအခွင့်အရေးသမားတွေအကုန်ပျောက်သွားပြီဂရဒသုံးပတ်လဲဂါဇာကိုသွားတယ်ဆိုပြီးပျောက်သွားပြီဒီတော့ပြဿနာတွေကအခုသေးသေးချာချာအစိုးရတွေကဥပဒေနဲ့ကိုင်းနေတာအခုအစိုးရတွေကဥပဒေနဲ့သေးသေးချာချာကိုင်းနေတာအဲ့တော့တိချက်ခမားတို့လူငယ်တွေရောကလေးတွေရောပြောချင်တာကတစ်ခုပြီးမှတစ်ခုလုပ်ပါကိုကနှစ်ခုလုပ်နိုင်တယ်ဆိုလို့ရှိရင်တခါတည်းနှစ်ခုလုပ်ပေါ့ကျွန်တော်ပြောချင်တာခမားဥပမာ10 တန်းဆောင်ပွဲလည်းဖြေမယ်international ကအကြောင်းတွေလည်းဖြေမယ်တခြားဂီတတွေလည်းလုပ်မယ်ခမားလုံနိုင်လို့ဖြစ်ချင်လို့ခမားလုံနိုင်တယ်ဆိုတခါတည်း3ခုလုပ်တာလဲပြဿနာမရှိဘူးအဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့တစ်ခုပြီးမှတစ်ခု10 တန်းအောင်ပြီးမှတက္ကသိုလ်တက်မယ်ဒီတက္ကသိုလ်က4 နှစ်တက်ရတဲ့ဟာမှာငါအရေးချင်းရှိလို့တစ်နှစ်ထဲနဲ့ပြီးအောင်လုပ်မယ်ဆိုလဲကျောင်းနဲ့ညှိပြီးတော့တစ်နှစ်ထဲနဲ့ပြီးအောင်လုပ်တစ်ခုပြီးမှတစ်ခုလုပ်ဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ကလေးတွေ online ပြောနေတဲ့သူတွေခင်ဗျားတို့ပြဿနာအကြီးအကျယ်ရှိခင်ဗျားတို့ပြဿနာအကြီးအကျယ်ကိုရှိတယ်အဲ့တော့ငញ្ញအောင်ကကြိုပြောတာလည်းမဟုတ်ပါဘူးခင်ဗျားတို့ဥပမာပေးတာပါ online ဆိုပြီးသိပ်ပြီးတော့ online တော့ ਨੇ အခုခေတ်က inline တွေဖြစ်ကုန်ပြီခလေးမှန်သမျှကျောင်းကိုသွားရမယ်သူတို့ရဲ့လူမှုဆက်ဆံရေးတွေနော်ကျောင်းကဆရာမတွေရဲ့ပြင်းစင်ထားတဲ့ကြိုတင်ပြင်ဆင်မှုတွေနော်မိတ်ဆွေအပေါင်းအသင်းတွေနဲ့နေရမယ်ဒီလိုဟာမျိုးတွေကိုလှုပ်ထားပြီ online ဆိုပြီးမလုပ်နဲ့အမေရိကန်သမ္မတသားလောက်ခင်ဗျားတို့မှာ online ကိုမသုံးနိုင်ဘူးကျွန်တော်ပြောရတဲ့အမေရိကန်သမ္မတသားသာ online တင်မယ်ဆိုElon Musk ကလည်းဂျိုရူတစ်လုံးပေးပြီးတော့လူတယောက်ဂျိုရူတစ်လုံးနဲ့ပါသူတင်လို့ရတယ်ဒါပေမဲ့မဟုတ်ဘူး Elon Musk ကိုယ်တိုင်ကျောင်းသွားဥစားဘာရွန်ထရမ့်ကိုယ်တိုင်ကျောင်းသွားတက်ရတယ်အမေနဲ့ခွဲပြီးကျောင်းသွားတက်ရတယ်လုံခြုံရေးတွေအများကြီးနဲ့သွားရတယ်ရော
ခမားသားသမီးကျွန်တော်သားသမီးကျွန်တော်ဆွေမျိုးခမားဆွေမျိုးတွေအကုန်လုံးကကျင်းသေးတာကတော့ Trump လောက်ကျွန်တော်တို့ကိုသားသမီးကိုအခွင့်အရေးမပေးနိုင်ဘူးဂျိုဒူတစ်လုံးလည်းမပေးနိုင်ဘူးမလုံနိုင်ဘူးဒီတော့သေသေးချာချာစဉ်းစားကြပါပညာရေးဆိုတာယဉ်နီမြုပ်နှံတာပါပညာရေးသည်ယဉ်နီမြုပ်နှံတာပါအခြေခံဖို့လိုပါတယ်ကို့မှာပြစရာလက်မှတ်ရှိဖို့လိုပါတယ်တစ်ခုပြီးမှတစ်ခုသေသေးချာချာလုပ်ဖို့လိုပါတယ်ကိုတင်ကျင်တဲ့ဟာကိုသေသေးချာချာရွေးချယ်နိုင်ဖို့လိုပါတယ်အဲ့ဒီအတွက်ကိုနောက်ခံပေးနိုင်ပြုနိုင်တဲ့လူတွေရှိဖို့လိုပါတယ်အဲ့တော့ပတ်စံကိုခင်ဗျားတို့ဗမာနိုင်ငံသားတွေခင်ဗျားတို့ဒီနိုင်ငံရခြားမှာကြောင်းလာတက်နေတဲ့တော်တော်များများကပတ်စံကိုဂရုစိုက်တဲ့လူနည်းပါတယ်နော်ပတ်စံမရှိတဲ့လူကနိုင်ငံရေးသိပ္ပံနဲ့လူခွေရေးတင်ပြီးတော့ကြော့ပါရဲ့စစ်တပ်နဲ့ပေါင်းတဲ့ကောင်ကြီးပါပဲဗျာကြော့ပါရဲ့ပတ်စံမရှိဘူးလို့ပြောပြီးတော်လန်ရေးတို့ဘာလို့လာလှုပ်ပြီးတော့လှုပ်တဲ့ကောင်တော်တော်များများနိုင်ငံရေးသိပ္ပံနဲ့လူအခွင့်ရေးနဲ့ကြွက်ခွင့်ရေးနဲ့ကြောင်ခွင့်ရေးနဲ့တင်ပြီးတော့ဥကြောင်ကြားလှုပ်တဲ့ကောင်ပဲများတယ်ခင်ဗျားတို့တကယ်အတတ်ပညာတွေဒါတေးသေးချာချာသင်မယ်ဟေ့ဆိုတေးသေးချာချာစဉ်းစားပါတေးသေးချာချာအချိန်ယူပါတေးသေးချာချာရွေးချယ်ပါတေးသေးချာချာလေ့လာပါပွဲစားတွေပြောတိုင်းမယုံကြပါနဲ့လို့ပြောရင်းနဲ့ဒီ live ကိုကျွန်တော်နှီးကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တခုခုတော့ရကြပါစေဒါမှမဟုတ်လဲတခုခုတော့စဉ်းစားနိုင်ကြပါစေကျွန်တော်ကိုမေးလို့ရပါတယ်အခုအချိန်မှာဖင်လန်နိုင်ငံမှာနိုင်ငံရေးခိုလုံခြင်းတဲ့ဟေ့ဆိုရင်လုပ်လို့ရတာတခုပဲရှိတယ်အခုအချိန်မှာဖင်လန်နိုင်ငံမှာနိုင်ငံရေးခိုလုံခြင်းတဲ့ဆိုလုပ်လို့ရတာတခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လူကုန်အကူးခံရတယ်ဒါသေချာအောင်ကျွန်တော်ခင်ဗျားတို့ဆက်ပြီးတော့ပြောတာနော်ခင်ဗျားတို့အခုဖင်လန်နိုင်ငံမှာနေခြင်းနဲ့ဗီဇာကုန်လို့နေခြင်းနဲ့ခင်ဗျားတို့ပြန်ပို့လို့မရဘူးဆိုတဲ့ကိစ္စဆိုလို့ရှိရင်ကျွန်တော်တို့လူကုန်ကူးခံရတယ်ဆိုတဲ့ဟာပြောလို့တခုပဲရှိတယ်ဘာသာရေးနဲ့သွားမပြောနဲ့အရင်တုန်းကဆိုလို့ရှိရင်ငါဒီဘာသာကိုးကွယ်လို့အခုခင်ဗျားကိုးကွယ်တဲ့ဘာသာကိုသွားပြီးတော့ပြောလိုက်လို့ရှိရင်ချက်ချင်းပြန်အဖို့ခံရမှာအခုအချိန်မှာနိုင်ငံရေးတွေလာမပြောနဲ့ချက်ချင်းပြန်အဖို့ခံရမှာအခုအချိန်မှာဥရောပနိုင်ငံတွေမှာဘာသာရေးနိုင်ငံရေးလာမပြောနဲ့အကုန်လုံးကပြဿနာတက်နေတာခမားတို့ပြောလို့ရတာဥပဒေကြောင်းတွေကခိုလုံငွေလျှောက်လို့ရတာကျွန်တော်တို့လူကုန်အကူးခံရတယ်ကျွန်တော်တို့လူကုန်အကူးခံရတယ်ကျွန်တော်တို့ကပွဲစားကိုဘယ်လောက်ပေးရပါတယ်ဘာဖြစ်လို့ခမားတို့ဒီကိစ္စပြောလဲဆိုတော့ကျွန်တော်တို့ပွဲစားကိုဘယ်လောက်ပေးရပါတယ်ဆိုတာပွဲစားကအခွန်ရှောင်ရမှာအခွန်ဆောင်ရမှာဆိုတဲ့အတွက်အဲ့ဒီပွဲစားတွေအကုန်လုံးကပွဲစားအကြီးကြီးပဲဖြစ်ဖြစ်သေးသေးလေးပဲဖြစ်ဖြစ်ပွဲစားကြီးကြီးပဲဖြစ်ဖြစ်သေးသေးလေးပဲဖြစ်ဖြစ်အဲ့ဒီကောင်တွေအကုန်လုံးကအခွန်ဆောင်ရမှာဆိုတဲ့အတွက်ခမားတို့ပေးတဲ့ပွဲကားကိုသူတို့ကအစိုးရကိုစည်ရင်းမပြဘူးဒီတော့ခမားတို့ကကျွန်တော်တို့လူကုန်အကူးခံရပါတယ်ဒီကောက်ကိုကျွန်တော်တို့ကပွဲကတလောက်ပေးရပါတယ်ဆိုလို့ရှိရင်ဒီနိုင်ငံမှာအမှုလုပ်ဒီလိုအမှုလုပ်တဲ့အခါမှာခမားတို့ကဗစ်တန်ဖြစ်သွားတယ်ဘယ်လိုပြောပြလဲဆိုတော့အတုံးချခံနေဖြစ်သွားတယ်ခမားတို့ကလူကုန်အကူးခံရတဲ့လူတွေဖြစ်သွားတယ်အဲ့တော့ပွဲစားကိုသူတို့ကအရေးယူမယ်အဲ့တော့ခမားတို့ကငွေကြေးလဲအဆုံးခံရတယ်အလိန်ခံရတဲ့လူဖြစ်တဲ့အခါမှာဥပဒေအရခမားတို့ကိုခိုလုံခွင့်ပေးရတော့မယ်ခမားတို့ကပြောရတော့မှာပေါ့ကျွန်တော်တို့ကပွဲစားကပေးရတဲ့အခါမှာရုပ်ရှင်တော့နည်းနည်းတော့ရိုက်ရတာပေါ့ဗျာပွဲစားကပေးရတဲ့အခါမှာအိမ်ကိုရောင်းပေးရပါတယ်ကျွဲတွေရောင်းပေးရပါတယ်အတိုးတွေပေးရပါတယ်ဒီပွဲစားကကျွန်တော်တို့ကိုဒါတွေပြောတယ်ပေါ့အဲ့ဒီအခါမှာပွဲစားနဲ့ခမားတို့နှစ်ယောက်တည်းပြောတဲ့ကိစ္စဘယ်သူမှမကြောက်ဘူးအဲ့တော့ခမားတို့ကပို့ပြီးတော့ပါပြောလို့ရတယ်ဒီပွဲစားကဖင်လန်ရောက်တာနဲ့ချက်ချင်းနိုင်ငံသားဖြစ်မဲ့ဒီပွဲစားဖင်လန်ရောက်တာနဲ့တစ်လောက်ကိုဒေါ်လာ1 သိန်းလောက်ရမယ်အဲ့လိုမျိုးပြောပြီးတော့ခမားတို့ခိုလုံဝင်တောင်းလို့ရတယ်အဲ့တော့ခမားတို့ပွဲစားဆိုတာကဘယ်တော့မှမကုံသွားဘူးဒီပွဲစားဖန်းခံရင်နောက်ပွဲစားတစ်ခုထပ်ပေါ်လာမယ်အဲ့တော့ခမားတို့ပွဲစားတွေဘာတွေကိုခမားတို့မတနာနဲ့ခမားတို့ဘဝကိုခမားတို့တိဆောက်ချင်တယ်ခမားတို့ဘဝဒီနိုင်ငံမှာနေချင်တယ်ဆိုလို့ရှိရင်လူကုန်ကူးခံရပါတယ်ဆိုပြီးတော့အစိုးရရှိမှရှောက်ကြပါအဲ့တော့ဗမာစကားပုံနဲ့ပဲဏီကုန်းပြန်ချုပ်ပါမယ်သူတီးတယောက်ကောင်းဖို့ရောက်မှုသူတယောက်မှပြက်ရရှာကြီးပေါ့ခမားတို့ကိုဘဝကိုအခြေချခြင်းတယ်ကိုဘဝအခုဒီလိုမျိုးခိုလုံခြင်းတယ်ဆိုရင်
Camaro, Lugon Gukan, Puezariga, Generogo, the Lodi, Taumar, Puezaria, Dari, Jubare. No, Bamabi Male, Genero, Bamangune, Jubare, Penayao, Penano, Jubare, Elaga, Le Ubamatura, 18 Tales of Camaro, Pay, Elaga, Le Delo, Taumare, Langin Payabare, Adilo Pioe, Lugon Gure, Amune, Piloshi, Dineke, Dine Kama. စပိန်မှာဖြစ်ဖြစ်ဖင်လန်မှာဖြစ်ဖြစ်ဆွီဒင်မှာဖြစ်ဖြစ်ဂျာမနီမှာဖြစ်ဖြစ်လူကုန်ကူးတဲ့အမှုနဲ့ခိုလုံဝင်တောင်းရင်ရတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်ကဗမာပြည်မှာပေါ့ဟိုຫນွေဦးဒေါ်လာရေးမှာထိတ်ဆုံးမှလာခဲ့တာပါတနက်ကနရွက်ကိုရှက်ထီထားပါတယ်အဲ့ဒါတွေလာမပြောနဲ့တစ်နှစ်ရမယ်နှစ်နှစ်ရမယ်အများဆုံးကျွန်တော်တို့ကတော့ဘာသာရေးအရာပေါ့ကျွန်တော်တို့ဘာသာရေးတွေနှိမ်လို့ကျွန်တော်တို့ဒီမှာအဲ့ဒါလာမပြောနဲ့အဲ့လိုပြောလို့ရှိရင်သူတို့မကျေနပ်တဲ့ဘာသာဖြစ်တယ်ခင်ဗျာချက်ချင်းမှပြန်ဖို့ခံနောက်တစ်ချက်ကဗမာပြည်ကအခုအချိန်မှာဒီအစိုးရတွေဥရောပအစိုးရတွေကနေပြီးတော့ဟေးမင်းအောင်လိုက်ငါတို့နိုင်ငံမှာမင်းတို့ဗမာနိုင်ငံသားတလောက်ရှိတယ်ပြန်ပို့မယ်မင်းလက်ခံမလားမင်းအောင်လိုက်ကျွန်တော်လက်ခံတာပေါ့ခင်ဗျားတို့နဲ့ကျွန်တော်ဆက်ဆံရတာအဆင်ပြေတယ်ဗျာဒီလိုမျိုးခင်ဗျားတို့တာဝန်ရှိတာခင်ဗျားတို့ကိုကျေးဇူးပါတင်ပါတယ်ဆိုပြီးမင်းအောင်လိုင်ကသူဟိုဘယ်လိုပြောမလဲတန်အမတ်ပါလွတ်ပြီးတော့ဒီနိုင်ငံကိုစကားပြောမှာဘာဖြစ်လို့လဲဆိုတော့ तू ကအတိအမှတ်အပြုခံခြင်းနေတာအဲ့တော့ခင်ဗျားတို့လှုပ်လို့ရတဲ့ခွင်နော်ဥပဒေတွေဘာတွေအကုန်လုံးမှာလှုပ်လို့ရတဲ့ခွင်တစ်ချက်ပဲရှိတယ်စီလူဘူးခရီးရဲ့တတိရတဲ့ကျမ်းမာရေးကြီးယူဆိုင်ခင်ဗျားတို့လှုပ်လို့ရတဲ့ခွင်တစ်ခုပဲရှိတယ်ဒီနိုင်ငံမှာအခုအချိန်မှာခိုးလုံခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူကုန်ကူးခံရပါတယ်ပွဲစားကဘယ်သူခင်ဗျားတို့တကဘာလုံးကပွဲစားခင်ဗျားတို့ပြောလို့ရတယ်ဟိုမဟုတ်တာတော့လိမ်မပြောနဲ့နော်ဒီပွဲစားတွေအကုန်လုံးကခမားတို့ကိုအကျိုးဆောင်ကားတွေအစိုးရကိုပြမထားဘူးသူတို့အခွန်ရှောင်ထားတာသူတို့အခွန်မဆောင်ခြင်းလို့အခွန်ရှောင်ထားတဲ့ဟာကိုသူတို့ကိုလိုက်မှာအဲ့တော့ခမားကနေပြီးတော့ကျွန်တော်ကတော့ပွဲကဘလောက်ပေးရပါတယ်အိမ်ကနွားတွေရောင်းရပါတယ်ကျွဲတွေရောင်းရပါတယ်အမေပါပေါင်ရပါတယ်အဲ့ဒါမျိုးတွေနဲ့အတိုးတွေပေးရပါတယ်ဗမာပြည်ပြန်သွားရင်လည်းကျွန်တော်မှဒီလိုပေးတဲ့အတွက်အကျွေးရှင်တွေကနေသတ်ပါတော့မယ်စစ်တပ်ကတတ်မယ်ဆိုပြီးသွားမပြောနဲ့အဲ့ဒါဒီနေ့ခေတ်မှာရည်စရာဖြစ်သွားပြီအကျွေးရှင်တွေကနေပြီးတော့ကျွန်တော်တို့အကျွေးတွေလာတောင်းတော့ပါမယ်ကျွန်တော်တို့ဘဝမှာအိမ်လည်းမရှိတော့ပါဘူးเนาะအဲ့လိုမျိုးရုပ်ရှင်ရိုက်အဲ့တော့အမေရိကကိုပဲသွားဒီမှာကိုစိုးရဲထွတ်ဒေါက်တာတို့တက်လာလို့အမေရိကကိုပဲသွားဥရောပကိုပဲလာခိုလုံငွေ့တကယ်တောင်းကျင်လားဥရောပကိုပဲလာအမေရိကကိုပဲတကယ်သွားကျင်လားခိုလုံငွေ့တကယ်တောင်းကျင်လို့ရှိရင်ကျွန်တော်တို့လူကုန်ကူးခံရပါတယ်ကျွန်တော်တို့လူကုန်ကူးခံရပါတယ်ပွဲစားကိုကျွန်တော်တို့ဘလောက်ပေးခဲ့ပါတယ်ဒီနိုင်ငံရောက်တော့လေသူတို့ကအိမ်တင်ထားပြီးတော့ဘလို့ယူပါတယ်ဗမာပြည်မှာကျွန်တော်တို့ကအတိုးတွေဘလောက်တက်နေပါတယ်အဲ့ဒီလိုမျိုးနဲ့ခင်ဗျားတို့ခိုလုံငွေ့ရှောက်3လအတော်တွင်6လအတော်တွင်မှာခင်ဗျားတို့ခိုလုံငွေ့ရမယ်အဲ့ဒီလိုမဟုတ်ပဲတဲ့ဘာသာရေးရဖိနေလို့ကျမသေလိုက်တော့အဲ့မှာမင်း6လတစ်နှစ်မင်းရကောင်းရလိမ့်မယ်ဒုက္ခတဲ့စကားမှာနေကောင်းနေရမယ်မင်းကိုဘယ်တော့မှခိုလုံငွေ့ဟိုးခစ်ကလုံးမပေးတော့ဘူးကျွန်တော်ကတော့နရွက်ကိုပါရှက်ထီသွားပါတယ်ຫນွေဦးဒေါ်လာရေးမှာပါလာတယ်လာမပြောနဲ့6လတစ်နှစ်နေလို့ရရင်ရမယ်မင်းနိုင်ငံရေးခိုလုံငွေ့မရဘူးအဲ့တော့ခိုလုံငွေ့လိုချင်လို့ရှိရင်ခိုလုံငွေ့ရအောင်ရှောက်ကျွန်တော်တို့လူကုန်ကူးခံရပါတယ်ကျွန်တော်တို့ပွဲစားကိုဘလောက်ပေးရပါတယ်ကျွန်တော်တို့အိမ်တွေပေါင်ရပါတယ်အမေတွေပေါင်ရပါတယ်ငကတ်တွေပေါင်ရပါတယ်နွားတွေပေါင်ရပါတယ်အကျွေးတွေတက်နေပါပြီအတိုးတွေတက်နေပါပြီပြောရင်ခဗျာ3လနဲ့6လအတော်တွင်မှာအားလုံးโอเคကျွန်တော်တို့လိုပဲဒုက္ခတဲ့ဘဝနဲ့ခဗျာဒီနိုင်ငံမှာဆက်ပြီးတော့သွားလို့ရမယ်အခွင့်အရေးတွေအများကြီးရမယ်ကျောင်းတွေလည်းကားတက်လို့ရမယ်ထောက်ပံ့ရေးတွေရမယ်နဲတာများတော့ကွာသွားလိမ့်မယ်နော်ကျွန်တော်တို့ခေတ်တုန်းက900ရတယ်လို့အခုခေတ်မှာ900ရမယ်ကျွန်တော်အာမမခံဘူးဒါပေမဲ့အခုခေတ်မှာ200ပေးခင်ဗျာ200ရယူကရိန်းတွေဒန်းလူမျိုးရမယ်သို့တော့အရင်လိုမျိုးဦးကြောင်ကြားနဲ့ကျွန်တော်ကဘာလူမျိုးဖြစ်လို့ပါမင်းလူမျိုးတွေဘာတွေလာပြောမနေနဲ့ကျွန်တော်ကဘယ်ဘာသာကိုးကွယ်လို့ဘာသာတွေဘာတွေလာပြောမနေနဲ့ချင်းတွေလည်းမရတော့ဘူးချင်းတွေတကူတော်ကဆိုလုပ်တယ်ကျွန်တော်တို့ခရစ်ယာန်တွေဖျားเจ้าတွေမိရှို့တယ်လေကျွန်တော်တို့ကခရစ်ယာန်တွေလေအဲ့ဒီလိုမျိုးနဲ့ဒုက္ခတွေမရှောင်နဲ့မရတော့ဘူးအခုခေတ်မပေးတော့ဘူးအခုခေတ်မပေးတော့ဘူးကျွန်တော်ကတော့ဒီမှာဟိုနိုင်ငံရေးမှာတက်ကြောကြီးပါလာတယ်မင်းအောင်လိုင်ကိုလှုပ်ကြံမယ်အကျန်းဖတ်သမားဆိုပြီးထောင်ပါချက်ချင်းချအောင်ချအောင်မှာအဲ့တော့နိုင်ငံရေးခိုးလို့ဒီနိုင်ငံတွေမှာနေကျင်တယ်ဆိုရင်ခစ်တီအခြေအနေတွေကိုကြည့်ပြီးတော့လူကုန်ကူးတဲ့အမှုနဲ့ပွဲစားတွေကိုလူကုန်ကူးတဲ့ပြောလိုက်တာနဲ့တစ်အချက်
လူခွင့်ရေးအရာကုလသမဂ္ဂစာရွက်စာတမ်းတွေအရာပါဒီလူဟာတကယ်လူကုန်ကူးခံရတာဒီလူဟာတကယ်လူကုန်ကူးခံရတာဒီလူဟာသူ့နိုင်ငံမှာတကယ်ဘဝပြတ်နေတာအဲ့ဒီလောက်နဲ့ပွဲပြီးတယ်အဲ့တော့သူဒီတယောက်ကောင်းကိုရောက်မှုသူတယောက်မှာပြက်ရရှာကြီးအခုခမရတို့ပြက်เสียမလို့အဲ့ဒီပွဲသားတွေကခမရတယောက်တည်းရှိကနေပတ်စံယူထားတာမဟုတ်ဘူးဒီနိုင်ငံကိုအယောက်100လာတယ်ဆိုအယောက်100ရှိကနေပွဲကယူထားတာသူတို့ထောင်ကြသွားလဲပြဿနာမရှိဘူးသူတို့ထောင်ကြသွားလဲပြဿနာမရှိဘူးဒီပွဲသားတယောက်ထောင်ကြသွားရင်နောက်ပွဲသားတယောက်ပေါ်လာလိမ့်မယ်နောက်ပွဲသားတယောက်ထောင်ကြသွားလို့ရှိရင်နောက်ပွဲသားတယောက်ပေါ်လာလိမ့်မယ်သူတို့ကိစ္စကိုမစင်စားနဲ့ခမည်းဘဝဘလို့လုံခြုံခြင်းလဲလုံခြုံခြင်းရင်လူကုန်ကူးခံရတဲ့ပွဲသားကိုတရားဆိုလူကုန်ကူးခံရတဲ့ဆိုပြီးခိုးလုံးပါပွဲသားကိုတေးသေးချာချာမှတ်ထားပြီးတော့အစိုးရကိုသတင်းပေးလိုက်ပါအားလုံးအဆင်ပြေပါလိမ့်မယ်အဲ့တော့ပညာရေးကိုဘဝငြိမ်းချမ်းအောင်ဒီနေ့ဒီလောက်တော့ပြောလိုက်ပါပြီကျေးဇူးအများကြီးတင်ပါတယ်ပွဲသားတွေကတော့ကျွန်တော်ကိုဆဲဖို့စောင့်နေတာသိကြပါပြီ